အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ဦးနိုင်တူတီYouTube channel ကောင်းတဲ့မှာရှိနေကြတဲ့ဒီကိုမောင်နှမတွေအားလုံးပဲเนาะတူတယောက်မှကြာကြီးသူနေသူတွေအားလုံးပဲမင်္ဂလာပါလို့เนาะကျွန်တော်ဦးနိုင်ရနေပြီးတော့ဂါရပြုနှုတ်ခွန်းဆက်တာပါရဗျာเนาะအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းတွေနဲ့အစီအစဉ်ပြည့်စုံကြပါလေဗျာကဲเนาะကျွန်တော်မနေ့ကလိုက်ရှုံးမှာကျွန်တော်တခါပြောတယ်เนาะဒီနေ့ကိုပြန်လာပြီးတော့ကျွန်တော်အောင်ဝပြတ်ခံမယ်လို့ကျွန်တော်ပြောရတယ်เนาะကျွန်တော်ပြလိုက်တဲ့ share ပတ်တီးလေးတွေเนาะအောင်မြင်မှုတွေရရှိရเนาะဟုတ်နော်လာတော့ကိုလည်းကျွန်တော်ဘက်ကနေပြီးတော့အကောင့်ဆုံးပတ်တီးလေးတွေအကောင့်ဆုံးရေးကွက်လေးတွေကျွန်တော်ဘက်ကနေပြီးတော့အကောင့်ဆုံးလေးကြိုးစားပေးမှာဗျာနော်အဲ့တော့နော်ဒီဗီဒီယိုလီလာရှိကိုကြည့်နေကြညီကောင်မတော်တွေကလည်းနော်ဝါသနာရှင်တွေကျွန်တော်ကဏ္ဍကိုအကြိုက်တူယူကစားလို့ရပါတယ်ကို့မှာကြိုက်ကဏ္ဍလေးရှိရဆိုကျွန်တော်ကဏ္ဍလေးနဲ့တူမယ်ဆိုရင်တွဲကက်ကစားလို့လည်းရပါတယ်နော်အဲ့တော့ဒီဗီဒီယိုလီလာရှိကိုကြည့်နေတဲ့အခါမှာနော်ကျွန်တော်တို့တိလို့တက်တဲ့ဆရာကြီးကကြော်သွားပါနော်ကျွန်တော်ကဏ္ဍကိုကြိုက်နေတက်တဲ့ကျွန်တော်ကိုအားပေးတယ်တူလီဝါသနာချင်းမိတ်ဆွေတွေကလည်းကျွန်တော်ကဏ္ဍကိုဝင်ကြည့်တဲ့အခါမှာလည်းနော်နောက်တက်လာတဲ့လူတွေကြည့်ရှုလို့ရအောင် like share လေး like လက်မလေးတွေကူညီပေးသွားပါနော် sharing လုပ်လို့ရတဲ့နေရာတွေမှာ sharing လုပ်ပြီးတော့ like လက်မလေးတွေနှိပ်ပေးသွားကြပါဗျာနော်ကဲကျွန်တော်ဦးနိုင်ဘက်ကနေပြီးတော့အကောင်းဆုံးလေးတွေနေတိုက်လေးတွေအကောင်းဆုံးလေးတွေကြိုးစားပေးရတပတ်ဆက်မှာဆိုလို့ရှိရင်လည်းနော်ဒါအခွေလဲအောင်မြင်သွားပြီပတ်တီလဲအောင်မြင်သွားပြီမွေးကနန်းပဲကျွန်တော်လည်းမွေးကနန်းနဲ့ break လေးတွေကြံမယ်နော်ကျွန်တော်ဘက်ကနေပြီးတော့မနက်တော့ကိုလည်းအကောင်းဆုံးเนาะပတ်တီးလေးတွေเนาะတစ်ခွက်ကောင်းလေးတွေယူကွက်လေးတွေနဲ့ကျွန်တော်ဘက်ကအကောင်းဆုံးလေးเนาะမနက်ဖန်ကိုလည်းဒီနေ့တော့ပဲပြလာပြီးအောင်ဝဲခတ်မှာပြန်เนาะကဲဒီနေ့တော့ကျွန်တော်လိုက်ရှိုးတော့မလွှင့်တော့ဘူးเนาะဗီဒီယိုဖိုင်လေးလွှင့်ပြီးဗီဒီယိုဖိုင်လေးရိုက်ပြီးတော့ပဲကျွန်တော်တင်းတော့မယ်ကျွန်တော်ကျမရေးတိတ်မကောင်းလို့ပြန်เนาะလိုက်လွှင့်ရကမျိုးကြရင်လိုက်လွှင့်တာပဲရှိရပြန်เนาะ viewer လေးရဲ့နည်းနေတဲ့ကမျိုးကြတော့ကျွန်တော်ကဏ္ဍလေးတွေလူသိတဲ့အခါလူသိအားတအားနည်းတယ်ပြန်เนาะကဏ္ဍမှန်နေတဲ့အခါမှာအမှန်ဆိုလို့ရှိရင်လူသိအားလေးတွေများနေရမှာเนาะကြည့်ရှုနှုံးလေးတွေများနေရမှာကျွန်တော်ကဏ္ဍလေးမှတ်နေတယ်ကြည့်ရှုနှုံးလေးနည်းနေသေးရเนาะအဲ့တော့စကွာဘိုင်လေးနှိပ်ထားကြတဲ့အကိုရီမတွေကလည်းလိုက်လက်မလေးတွေเนาะဝင်ကြည့်တဲ့အခါမှာလက်မလေးတွေနဲ့အားပေးသွားပါလိုက်လက်မလေးတွေအားပေးပြီးတော့ဝင်ကြည့်ရှုပေးကြပါဗျာเนาะဗီဒီယိုဖိုင်ကကျွန်တော်လိုရင်းတူရှင်မပြောတော့မယ်เนาะကျမရဲ့တဲ့ကောင်မိုးတွေကလည်းအေးရဗျာเนาะအတန်လေးတွေနားနေမနေ့ကအေးပတ်သွားလို့မနက်တော့ကိုเนาะဒါကျွန်တော်ပတ်တီးပြောမယ်ပတ်တီးကကျွန်တော်ရွေးထုတ်ပြီးအကွက်တွေအကုန်လုံးကိုစောရမယ်လို့ကျွန်တော်ဥနိုင်ကမဆိုလိုပါဘူးเนาะမိမိအားတရစောနိုင်တဲ့အကွက်လေးတွေเนาะရွေးထုတ်ပြီးအကွက်လေးတွေပဲဖြစ်เนาะဟိုကြိုက်တဲ့ကဏ္ဍနဲ့တွဲခက်စောတာပဲဖြစ်ဒါမျိုးလေးတွဲစောပါเนาะဟိုအကုန်လုံးစောရမယ်လို့ပြောပတ်တီးတစ်လုံးနိုင်တစ်လုံးပါနှလုံးနိုင်နှလုံးပါပတ်တီးမနိုင်ဘူးထားအောင်เนาะကျွန်တော်ရွေးထုတ်ပြီးအကွက်အများကြီးလည်းမထုတ်ဘူးเนาะကဏ္ဍတစ်လုံးမှာကျွန်တော်အကွက်3ကွက်ပဲထုတ်ပြီးတယ်အကွက်3ကွက်2ကွက်ကဏ္ဍနှလုံးမှာအကွက်6ကွက်ရှိတယ်12ကွက်ရှိမှာအာမเนาะအဲ့ကွက်လေးတွေပဲယူထိုးသွားလို့ရတယ်เนาะဒီနေ့ကတော့3ပတ်တီเนาะအောင်မွေးလေးရရှိတယ်เนาะ3ပတ်တီเนาะမနေ့ကကျွန်တော်တင်ပြီးလိုက်ရှိုးတယ်မှာ3-5ပတ်တီကိုเนาะဒါ3-6ပဲပါတယ်3ခုတင်ခွင့်မပေါ့မနေ့ပိုင်းမှရင်ကျွန်တော်ပတ်တီအောင်မြင်မှုရရှိပါတယ်เนาะဒါဒီနေ့လဲမနက်ဖောင်လဲဒီနေ့လိုပဲအားတာတယ်ဗျာเนาะကဏ္ဍမနေ့ဒီနေ့လိုပဲမနက်ဖောင်ကဏ္ဍကလည်းအားတာတယ်ကြားနိုင်ရင်ရှိတယ်เนาะတကွာကောင်းလေးတို့เนาะကြည့်ရှုတဲ့ညီကိုမနက်ပိုင်း live လေးပြီးဆုံးတော့ကြည့်ပါเนาะကြည့်ရတဲ့အခါမှာလည်းနောက်တက်လာတဲ့လူတွေကเนาะ live show ကိုပြီးဆုံးတော့မကြည့်နိုင်တဲ့လူတွေပဲဖြစ်เนาะကို comment လေးတွေမှာဝင်မှတ်ပြီးတော့ကဏ္ဍလေးတွေဝင်မှတ်ပြီးတော့ပါနောက်တက်လာတဲ့လူတွေက live show ဗီဒီယိုဖိုင်မဆုံးနိုင်အောင်မကြည့်နိုင်လို့ live မကောင်းတာဖြစ်ဖြစ်ဒါကြောင့်မို့ comment လေးဝင်ကြည့်ပြီးကဏ္ဍလေးကြည့်ရှုသွားရင်လည်းเนาะဒါလေး2နဲ့2ကတယောက်တရားနေပြီး1000ထိကိုအားလုံးအဆင်ပြေ okay ဝါမှာเนาะဒီနေ့လည်း okay လေเนาะပတ်တီးလေးတွေ share ကိုအောင်နေတယ်เนาะမနက်ကိုကျွန်တော်ပတ်တီးလေးတွေပြောမယ်ယူကလေးတွေပြောမယ်เนาะယူကပြောပြီး like ကျွန်တော်ဗီဒီယိုဖိုင်လေးအဆုံးမှာကျွန်တော်တကွာကောင်းပြောခဲ့မယ်မနက်ဖန်ကိုနေကုန်ထိုးเนาะဒီနေ့လိုကကျင်းစီအောင်နေမယ်เนาะဒီနေ့ကို share ပတ်တီးလေးတွေအောင်နေစေရမယ်မနက်ဖန်ကိုနေကုန်ထိုးเนาะနေကုန်ဆောရမယ်ကီတွယ်လေးတွေနေကုန်ဆောရမယ်ဇာတုနေကုန်ဆောရမယ်ပတ်တီးလေးတွေနဲ့ယူကလေးတွေကျွန်တော်ပြောပြပေးမယ်เนาะဗီဒီယိုဖိုင်ကြည့်ရတဲ့အခါမှာလည်း like လက်မလေးကိုရိုးမလည်းပေါ့ကိုညီပေးတာเนาะဒီဗီဒီယိုဖိုင်အောက်မှာเนาะဒါအနိကကဏ္ဍလေးရရင်ရတယ်လို့ကျွန်တော်ကဏ္ဍလေးပေးဖို့အတွက်အခုဒီအမတွေအနိကကဏ္ဍလေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော် Viber channel လေးကျွန်တော်ရှာပေးခဲ့မယ်ကျွန်တော် Viber channel ကိုဝင်ရောက်လာခဲ့အနိကကဏ္ဍလေးကျွန်တော်တင်ပေးမယ်เนาะအနိကကဏ္ဍလေးတွေပြီးလို့ရှိရင်ထိပ်သီးလေးတွေပဲထိပ်သီးပဲထိပ်သီးလေးမှန်နိုင်ရင်ရှိရဆိုတော့ကျွန်တော်ဘာကနေပြီးတော့ channel ထဲမှာကျွန်တော်တင်ပေးမယ် channel လေးကိုဝင်လာခဲ့เนาะဒီမှာကျွန်တော်မမလည်းမခေါ်သလိုအဖွဲ့ရင်လည်းကျွန်တော်မခေါ်သလိုငွေလည်းကြုံတော့ပြီးကြိုတောင်းခြင်းမရှိဘူးကျွန်တော်ဦးနိုင်လေးစေတနာတတ်နဲ့စေတနာအစစ်မှန်လေးနဲ့ပဲကျွန်တော်ကူညီပေးမယ်ကျွန်တော်ကဏ္ဍကိုကြိုက်နေတတ်တဲ့ဆိုမှယူဆော့ပြီးเนาะကမ္မနာဖန်ဆောမှာပတ်တီရ26ပတ်တီเนาะပတ်တီဒီ26ပတ်တီเนาะနှစ်နဲ့ပတ်သက်ပြီးယူကလေးပြောမယ်6နဲ့ပတ်သက်ပြီးယူကလေးတွေကျွန်တော်ပြောမယ်เนาะနှစ်နဲ့ပတ်သက်ပြီးယူကလေးရတော့เนาะမနက်ဖန်ကို26ပတ်တီပါနှစ်နဲ့ပတ်သက်ပြီးယူကလေးရနှစ်နဲ့26နှစ်ခွန်เนาะမနက်ဖန်ထိုးမယ်ပ
တိယနှစ်6ပတ်တိနှစ်နဲ့ပတ်သက်ရင်နှစ်နဲ့နှစ်ခွန်နှစ်6နော်6ပတ်တိ6နဲ့ပတ်သက်ရင်6 1 6 3 6ခွန်6နဲ့ပတ်သက်ရင်6 1 6 3 6ခွန်နော်နှစ်6ပတ်တိပါမနက်ဖြန်နေကုန်ကစားမဲ့ပတ်တိယနှစ်6ပတ်တိပါနော်နှစ်နဲ့ပတ်သက်ရင်နှစ်နှစ်နှစ်ခွန်နှစ်6နော်6နဲ့ပတ်သက်ရင်6 1 6 3 6ခွန်6 1 6 3 6ခွန်မနက်ဖြန်နေကုန်ကစားပါပတ်တိပတ်နိုင်ပတ်တိပတ်ပါနော်ပတ်တိမပတ်နိုင်ကျွန်တော်အကောင်းဆုံးယူထုတ်ပေးတတ်တဲ့မိန်းကွက်လေးတွေယူကွက်လေးတွေထိုးပါနော်ပတ်တိတစ်လုံးပတ်နိုင်တစ်လုံးပတ်နှလုံးပတ်နိုင်နှလုံးပတ်နော်အကုန်လုံးဆော့ရမယ်လို့ကျွန်တော်ဥနိုင်မယ်ဆိုလို့တက်နေတဲ့ကဏ္ဍကိုယူထုတ်ပြီးဆော့တက်နေတဲ့ကဏ္ဍနဲ့တွဲဆော့နော်ကျွန်တော်ပြီးရဲ့ကဏ္ဍအောင်မြင်နေဆိုရင်လိုက်လက်မလေးကိုကူညီပေးသွားနော်အများတို့ကအများတွေ့အောင် like share လေးတွေကူညီပေးသွား subscriber လေးတွေနှိပ်သွားပေးသွားနော်ကြည့်သူ viewer လေးတွေနည်းနေတယ်ဒါကြောင့်မို့ viewer လေးတွေများအောင်လို့နော်ဝင်မအားလုံးက share ရင်းလုပ်ပြီးဝင်မမေးသွားပါနော်ကြပြောမယ်နှစ်6ပတ်တိပါမနက်ဖြန်နေကုန်ကစားမဲ့ပတ်တိဒီနှစ်6ပတ်တိမိုးရရွာနေရဲ့ကျမကြီးကိုအထူးပြုဆိုင်ကြပါဦးနိုင်ဘက်ကစေတနာနဲ့ပြောတာပါနော်အားလုံးကျမကြီးကူးဆိုင်ပါကျွေးလုံးတုပ်ကွေးနော်ရန်ပေါ်များနေပါတယ်နော်လူကြီးလူငယ်မျိုးအားလုံးကျမကြီးကူးဆိုင်ပေးပါနော်မနက်ဖြန်ထိုးရမဲ့ပတ်တိဒီနှစ်6ပတ်တိပါနှစ်နဲ့ပတ်သက်ရင်နှစ်နှစ်နှစ်ခွန်နှစ်6နော်နှစ်နဲ့ပတ်သက်ရင်နှစ်နှစ်နှစ်ခွန်နှစ်6 6နဲ့ပတ်သက်ရင်6 1 6 3 6ခွန်6နဲ့ပတ်သက်ရင်6 1 6 3 6ခွန်နော်ခဏခါကြီးရွယ်အခွေကတော့246ကြီးရွယ်အခွေနော်အခွေက246ကြီးရွယ်အခွေကြီးရွယ်လေးတွေလည်းနော်မှန်အောင်မှန်တယ်နော်ဒါဒီနေ့ဆိုလို့မနေ့ကဆို126ကြီးရွယ်တက်ညနေပိုင်း1မှန်သွားရယ်နော်အဲ့တော့ဒီနေ့ဆိုရင်246ကြီးရွယ်ပါနော်မနက်ပိုင်းတော့ကို246ကြီးရွယ်နော်ဒီနေ့ကျွန်တော်ပြေးတာ126ကြီးရွယ်ညနေပိုင်းမှာအောင်မြင်တယ်မနက်ပိုင်းမှာပတ်တိအောင်မြင်တယ်ညနေပိုင်းကြီးရွယ်အောင်မြင်တယ်နော်မနက်ဖြန်လည်းဒီနေ့လိုပဲပြလာပြီးကျွန်တော်တို့အောင်မလေးတွေပြတ်ခွင့်ပဲနော်ဒီရွယ်ခွေနေအောင်246ပြီးတဲ့โอเคပါเนาะအားလုံး246ပြီးတဲ့โอเคပါပတ်တိရတော့26ပတ်တိเนาะ2နဲ့ပတ်သက်ရင်2နဲ့2ပုံ26 6နဲ့ပတ်သက်6 1 6 3 6ပုံเนาะအားလုံးပဲအောင်မြင်မှုတွေရရှိကြပါစေเนาะအကြိုက်တူယူကြသားပါเนาะကြိုက်တူယူကြသားပါကျွန်တော်တင်တိုင်းကြည့်ရှိလို့ရအောင်ဘေးကခေါင်းလောင်းလေးနှိပ်သွားလိုက်လက်မလေးတွေနဲ့ပုံကြည့်ပေးတာเนาะအနီးကကဏ္ဍလေးလိုချင်တဲ့အပေါ်ကြီးအမားတွေကလည်းကျွန်တော်Viber channel လေးနဲ့ join ထားပါเนาะကျွန်တော် Viber မှာအမြဲအနီးကကဏ္ဍလေးကျွန်တော်တင်ပေးပါမယ်ကျွန်တော် Viber လေးနဲ့ join ထားပါเนาะကဲတခွက်ကောင်းပြောပြီးကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုနားမယ်ဗျာเนาะမနက်ဖြန်နေကုန်ကစားမဲ့တခွက်ကောင်းဒီ26ပါเนาะမနက်ဖြန်နေကုန်ကစားမဲ့တခွက်ကောင်းဒီ26ပါ26နေကုန်တခွက်ကောင်းလာနိုင်ရင်များတယ်เนาะထိုးပြအောင်ထိုးပါเนาะမနက်ဖြန်နေကုန်ထိုးပြအောင်ထိုးပါအားလုံးပဲเนาะပတ်တိဒီ26ပတ်တိ2နဲ့ပတ်သက်2နဲ့2ခွန်26 6နဲ့ပတ်သက်6 1 6 3 6ခွန်တခွာကောင်းဒီ62ပြီးရဲအခွေဒီ246ပြီးရဲအခွေเนาะအားလုံးပဲဦးနဲ့ဒုတိယ YouTube channel မှာကြည့်နေကြတယ်အပေါ်ရမတွေအားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာရေးစီးပွားလက်လက်ပါတယ်အားလုံးပဲစတဲ့တကူတိုးွားကြပါပြီเนาะကျွန်တော်ဦးနိုင်ကမေတ္တာပို့တာစုမြတ်ကောင်းတောင်းအပ်ပါတယ်เนาะအားလုံးပဲလူကြီးလူငယ်တွေစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးเนาะကျမဒီကောင်းပြီးစီးပွားလက်လာပါတယ်ခွင့်လွှတ်နိုင်ကြပါဒီလိုကျွန်တော်ဦးရဘာသာပြုကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကိုเนาะတော့ဆက်တာပါတယ်ဗျာเนาะ